2025ခုနှစ်ဇွန်လ16ရက်တနင်္လာနေ့ဘယ်တော့မှတယောက်တည်းမဟုတ်အဘယ်မှုကိုများစိုးရိမ်ခြင်းမရှိဘဲရေရ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွာဆုတောင်းပတနာပြုသောအားဖြင့်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဘုရားသခင်အားချလျှောက်ကြလော့ဖိလိပ္ပိဩဝါဒစာအခန်းကြီး၄ငယ်6အကျွေးတွေတောင်းလို့ပုံနေပြီးစိုးရိမ်ပူပန်မှုတွေကကျမကိုဖုံးလာသည်ကမ်းလှမ်းထားသည့်အလုပ်တိုင်းမှာကျမစူးစမ်းခဲ့တော့လေမလုံလောက်ခဲ့ပါတညမှာရုတ်တရက်ပေါ်ပေါက်လာသောပြဿနာများကြောင့်ကျမမောပန်းနွမ်းနေရပြီးမျက်ရည်ကျခဲ့ရပါသည်ပြီးခဲ့သည့်လများကစိုးရိမ်ပူပန်မှုတွေကကျမရဲ့တူးတီသောအဖို့မဟုတ်ကြောင်းသဘောပေါက်လိုက်သည်ပြဿနာများထက်သာ၍ကြီးမြတ်သောဘုရားသခင်ကအတူရှိနေပြီးအကူအညီတောင်းခံဖို့စောင့်နေခဲ့ပါသည်ကျမတို့ဝန်ထုပ်တွေဘလောက်ပဲထမ်းရအားလုံးကိုတူးတဲ့ထမ်းနေတာမဟုတ်ပါဘုရားသခင်ကကျမတို့ဝန်ထုပ်များကိုတည်ကူပေးပါမည်ခက်ခဲချိန်များရောက်လာတော့လေအသက်တာတဲ့ဘုရားရှင်ရှိကြောင်းသိသောအခါကျမတို့ဖြတ်ကျော်နိုင်ပါသည်ကျမတို့၏စိုးရိမ်မှုများကိုလက်လျှော့လိုက်ပြီးဘုရားသခင်ဘုန်းတော်ထင်ရှားဖို့အသက်ရှင်နိုင်ရန်ဘုရားသခင်ထံကကျမတို့ရရှိသည့်ငြိမ်သက်ခြင်းအပြင်စိတ်နှလုံးသားကိုငြိမ်ဝတ်စေလျက်စိုးရိမ်စိတ်များကိုပုံအပ်၍ဘုရားသခင်ဘုန်းတော်ထင်ရှားစေနိုင်မည်ဖြစ်ပါသည်စင်ကြယ်ရန်ဘုရားသခင်ကကျွန်ုပ်အဖို့ဖြည့်သိမ့်ရာဖြစ်သည်အာယုံပြုဆုတောင်းရန်ငွေကြေးအတွက်စိုးရိမ်နေရသူများအတွက်ဆုတောင်းချက်သခင်ယေရှုဖျားအသက်တာရဲ့ကိုရောလှုပ်ဆောင်မှုကိုတတိယသိနိုင်ရန်မှာစာပါကိုရော၌အစီခံလျက်အသက်ရှင်ရန်ဖြစ်သောကြောင့်ယနေ့ဥဆောင်မှုပါကောင်းကင်ဘုံ၌ရှိတော်မူသောအဖကိုရော၏နာမတော်အားယူသည်လေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအာမင်Jether and Banjud Philippines